ဒီနေ့မှာတော့စုက MSG Scholar သမားတယောက်ရဲ့ language school တင်နေတာဖြစ်တဲ့ပုံလေးနဲ့စသုံးခဲ့တဲ့ Japan application လေးတွေအကြောင်းပြောပြမှာဖြစ်ပါတယ်ရှင်။စုက Scholar ကျောင်းသားဖြစ်တဲ့အတွက်ကျောင်းဆောင်ရပြီးတော့အဆောင်ကနေထွက်လိုက်ရင်ကျောင်းကတိုင်းရောက်ပြီပေါ့နော်။စုတို့ကျောင်းကမနက်ပိုင်း9:10မိနစ်ကနေပြီးတော့ညနေ4:00အထိ6ချိန်တင်ရပါတယ်။စုကတော့ပုံမှန်ဆို8 နာရီခွဲမှာကျောင်းသားပြီးတော့ပထမအချိန်မှာကြည့်ရမယ့်စာတွေထည့်ရမယ့်စာတွေကိုပြင်ဆင်လေးရှိပါတယ်။ Scholar ကျောင်းသားနဲ့ Yo Language School ကျောင်းသားတွေနဲ့မတူဘဲနဲ့စုတို့ရဲ့စာသင်ချိန်ထဲမှာဆိုရင်ဂျပန်စာသင်ချိန်ပြီးတခြား subject တွေလည်းရှိရပေါ့နော်။ပထမစာသင်ချိန်ပြီးတော့တဲ့အခါမှာတော့စုအနီးနားကလော်စာမှာမုံတော့ဝယ်စားလေးရှိပါတယ်။စုတို့ကခုခုဟိကက်ဆယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ Language School က2နှစ်မတက်ရဘဲနဲ့တစ်နှစ်ထက်တက်ရတာပါ။ဒီနေ့မနက်ပိုင်းအချိန်မှာတော့ပထမအချိန်မှာဂျပန်စာသင်ရပြီးတော့ဒုတိယအချိန်နဲ့တတိယအချိန်မှာတော့ short ဆိုတဲ့ဒီဂျပန်စာကိုပေါ့နော်စုပ်တန်နဲ့ဆွဲရတဲ့အတန်းတက်ရပါတယ်။ဒီ short အတန်းကလည်းခုခုဟိကက်ဆယ် Scholar ကျောင်းသားတွေပဲတက်ရတာဖြစ်ပြီးတော့ Yo Language School ကျောင်းသားတွေကတော့တက်ဆရာမလို့တဲ့အတန်းပေါ့နော်။ဒါကတော့နောက်ဆုံးထွက်လာတဲ့ result လေးပါရှင်းပို့ဆိုတဲ့ခန်းကြီးကိုရေးထားတာဖြစ်ပါတယ်ရှင်။မနက်3ချိန်ပြီးတဲ့ခါမှာတော့နေ့လယ်စာကိုစုကရှက်ခုတူမှာပဲသွားစားရရှိပါတယ်။ရှက်ခုတူရဲ့ရှင်းမှာအများတဲ့အင်လန်းချီပင်လန်းချီဆိုပြီးခွဲခြားပေးထားရှိရပေါ့နော်။အကယ်၍စုရဲ့ရှက်ခုတူအကြောင်းလေးကိုသိချင်နေဆိုရင်တော့စုရဲ့ရှေ့ဗီဒီယိုမှာတင်ပေးဖို့တာဖြစ်တဲ့အတွက်ကြောင့်သွားကြည့်ပေးကြပါဦးနော်။ဒီနေ့ lunch ကတော့ဆူရှီနဲ့ဥဒုံမှာလုံးဝစားလို့ကောင်းခဲ့တယ်ပေါ့နော်။ညမရတာအဖွားကြီးကြိုက်တဲ့ပဲကြည့်လို့လည်းပါပါတယ်ရှင်။12နာရီကနေထမင်းစားနာပြီးတဲ့အခါမှာတော့10နာရီ10မိနစ်ကနေစပြီးတော့နေ့လယ်ပိုင်းစာသင်ချိန်ကိုစပါတယ်။10နာရီ10မိနစ်ကနေပြီးတော့ညနေ4နာရီထိစက်တိုင်းဂျပန်စာကိုပဲသင်ခဲ့ရပါတယ်။ဒီတနေ့တောင်မိတ်ဆက်ပြီးဆိုတော့ဂျပန်စာလေ့လာလို့ကောင်းတဲ့ app လေးတွေကိုပြပြပေးသွားပါမယ်ရှင်။ပထမဆုံး app ကတော့ခန်းကြီးလေ့လာတဲ့ Anki ပါ။သူကတော့ exam လေးနဲ့ဆိုတော့ပို့ပြီးတော့မှတ်ရတာလွယ်ပါတယ်။ဒုတိယကတော့ reading လေ့လာခြင်းနဲ့သူတွေတို့ Shinobi ဆိုတဲ့ app လေးပါ။စဖက်ရတယ် mobile test တွေလည်းပါရတဲ့ကြောင့်မလို့အရင်ကဆုံးဖြတ်စားကောင်းပါတယ်။ Listen ရတော့ YouTube ကနေပဲ practice လုပ်ပါတယ်။ဒါကတော့ Scholar ကျောင်းသားတယောက်ရဲ့တင်ရဖြစ်တဲ့ပုံလေးနဲ့ဂျပန်စာကို free လုပ်လို့ရနိုင်မယ့် app လေးတွေကို share လုပ်ပေးတာဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့လောက်ပါပဲနော်။အားလုံးပဲတတ်တာ